က်ပြောတာသမီးသားဘွားရှာယိုးမရှိတဲ့လျှောက်ပြောတာမောင်အကောက်လွှာပုံပြုမင်းယူတဲ့စုတ်တန်ချီသမုဒ္ဒရာကြီးလေးစင်းကိုမှန်မင်းကြီးဖြောလို့จิตတာတွေစာစီကုန်းတယ်မောင်ရဲ့တို့ရင်နဲ့မင်းကိုချစ်တဲ့ချစ်တယ်ဘလို့ဆုံးမလဲမောင်ရဲ့အဲ့ဒါပကုံးလေးထုပြီးပြောငနေရလေအောင်မဩအချစ်ရဲ့မောင်လည်းဒီလိုပါပဲကွယ်မိုးရက်ပြမြေရင်ကိုတောင်းမြင့်မို့ကဘာပြက်မှာမောင်လည်းမင်းကိုမုန်းမှာပါမိမှာပိုင်လိုက်လားဘုန်းကြီးလို့မထင်နဲ့ဘာမှပရိသတ်ကြီးမထားဘူးလုံးဝဆင်းပဲအဖြူတယ်ပရိသတ်ကြီးဒါကကြောညာဝန်တာမဟုတ်ဘူးအမှန်တိုင်းပြောပြချစ်တုံးခင်တုံးကျင်တာတော့ဟိုတုန်းကခင်ဗျားတို့ကြားဘူးမှာပေါ့သမီးသားနဲ့ရောက်အခုလို့တစ်သောင်းတိုင်းရဟနာပရိသတ်တောင်ကြီးအင်းလေးပဲတစ်သောင်းတိုင်းပွဲသွားဟိုအင်းလေးကန်နဲ့ရောက်တော့ဇက်လေး၅စီတော့ရဟနာပရိသတ်အစာလေးတွေလည်းပါတော့ဟိုမှာဒီဇက်လေးလဲလာတော့ဇင်အောင်ငှက်ကလေးနဲ့ကောင်ဝဲလာအဲ့ကမှကောင်မလေးရဲ့ရဟနာပရိသတ်ကောင်လေးရဲ့ပခုံးတဲ့မောင်အပြန်ရုံမိုးကောင်းငင်ရဲ့အောက်မှာခိုးပြားရောင်တန်းပြီးတော့ဝက်ပြန်ရှက်နေတဲ့ငှက်ကလေးနဲ့ကောင်ဘာငှက်တီလဲမောင်ရဲ့ဩချစ်ရဲ့ကျင်းဖို့ရှက်တဲ့ဇင်အောင်ငှက်တီပို့ကွယ်တန်စင်ပထမအဲ့လိုလာဒီလိုနဲ့တရားနာပရိသတ်ကလေး2ယောက်3ယောက်လည်းမွေးနောက်တစ်ခေါက်ပြန်သွားမောင်အပြန်ရောဝဲပြန်ရှက်နေတဲ့ငှက်ကလေးနဲ့ကောင်ဘာငှက်တီလဲမောင်ရဲ့မတာမမင်းအရင်တစ်ခေါက်ကလည်းပြောတယ်တိကျမှတ်ထားမှာပေါ့တန်စင်ကပြောင်းမသွားဘူးလားဒါကချစ်တုံးခင်တုံးကျင်တာတော့မယ်ဒါကြောင့်မှတ်တာဦးဇင်းတို့တက္ကရာမတွေသမီးသားဘွားဆိုတီဝီနဲ့တူသမီးသားဘွားဆိုပြန်မေးမှာနော်သမီးသားဘွားဆိုဘာနဲ့တူအိမ်အောင်ကြသွားရင်ရေဒီယိုနဲ့တူအိမ်အောင်ကြသွားရင်ကလေး2ယောက်3ယောက်ရရင်တက်ခဲကုန်နဲ့ရေဒီယိုနဲ့တူတယ်ကလေး2ယောက်3ယောက်ရရင်သမီးသားဘွားကအိမ်အောင်ကြကသာကလေး2ယောက်3ယောက်ရတော့ဘလို့တီဗီနဲ့တူရတော့သမီးသားဘွားကတော့ရုပ်ကလေးလည်းမြင်ကျင်တယ်အတန်လေးလည်းကြားကျင်တယ်ဒါကြောင့်ဘာနဲ့တူအိမ်အောင်ကြတော့လေရုပ်ကမကြည့်ကျင်တော့ဘူးအတန်မဲ့မဖြစ်လို့ကြားကျင်တော့တာဒါကြောင့်ရေဒီယိုနဲ့တူတယ်ဘာလို့တူကလေး2ယောက်3ယောက်လည်းရတော့ရုပ်လည်းမမြင်ကျင်တော့အတန်လည်းမကြားကျင်တော့မတာမလွတ်ရကျွရနေတော့အဲတက်ခဲကုန်တဲ့ရေဒီယိုနဲ့တူတယ်ဒါပြောတာတရားနာပရိသတ်ကောင်လေးကလည်းပြောတာတရားနာပရိသတ်အချစ်ရဲ့ပြောသမ်းပါကွာတကယ်ပြောမောင်လည်းမင်းကိုသိချစ်တာပြောသမ်းပါချစ်ရဲ့မင်းအတွက်ဆိုရင်မာသမုဒ္ဒရာတစ်ဖက်ကိုပဲလူကိုယ်တိုင်လက်ပစ်ကူကအမလီအေယာဝတီအဆက်ချရမှာငဲတန်းပေါင်းအွန်လိုင်းမှာဖြစ်ချင်းပြောသမ်းပါချစ်ရဲ့မင်းအတွက်ဆိုရင်ကောင်းငင်ရဒူဝင်ကျေကိုစားကျင်တယ်ဆိုတော့ကြဲတရညွန့်တက်ရင်မောင်ကအသက်ကိုဆွန့်ပြီးအဲ့ဒီဒူဝင်ကျေကိုမင်းအတွက်ရအောင်ယူပေးမှာပြောသမ်းပါချစ်ရဲ့ဘာလို့ကျန်တော့ပြောသမ်းပါဘကိုးရိုးမာတွေက9000ကြောက်ကိုအရှင်လက်ဖမ်းပြီးမင်းရှင်မောင်အရောက်သွန်းပေးရမလားအမလီမရခင်တော့စင်ဖမ်းပေးမယ်ကြားဖမ်းပေးမယ်နဲ့ပြိတ္တရေကလေး2ယောက်3ယောက်သာရောက်တော့ရင်တောင်ပြီးအောင်မဖမ်းနိုင်ဘူးအဲ့လိုကောင်လေးကမိုးတရုပ်တွေရှောက်ပြီးကောင်းမလေးတိတယ်တို့ကလည်းအဲ့ဒါကြောင့်မလို့မောင်းကိုချစ်တာပဲဗာပြစ်တယ်ညာပြစ်တယ်အဲ့လိုလိုပခုံးလေးတိုက်လိုက်အဲ့ကမှငနေရလေပြန်လာပြီပါလေးလိန်ဆွဲလိုက်နှကောင်းလေးလိန်ဖဲလိုက်အဲ့လိုပြိတ္တရေတောင်လုံးမြောက်လို့လုပ်ပြန်ညာအမေတဲ့လိန်ညာတောင်းလာတဲ့ပတ်စံလေးတွေနဲ့စားချင်တာလေးတွေဝဲကြည့်ဝှချင်တာလေးတွေဝဲပြီးနောက်ဆုံးမှထက်မဟုတ်ကြောညာဝင်လာတယ်သူညာတာလေးလဲယုံပါလာတာလေးလဲကုန်တုံဆိုရဲသူမသားနဲ့သူမသမီးအတွဲတွေမညီဘူးလားဟောဒီခေတ်ကတော့တရားနာပြိတ္တရေမင်းသားလဲဟုတ်ဒီပတ်ဒီဟုတ်သေးသလားဒီကိကတော့ဝင်းနောင်တဲ့ပရိသတ်သူနဲ့တွေ့တဲ့မင်းသမီးဟုတ်ခါချပြစရာပါလားဝေယံဥတဲ့ကဲသူနဲ့တွေ့တဲ့မင်းသမီးပြစရာပါလားဖိုးချစ်တဲ့ကဲသူနဲ့တွေ့တဲ့မင်းသမီးပြစရာရှိလားစွမ်းသာနီတဲ့ရှိလားဟန်စာတဲ့ရှိလားဆိုရတဲ့ရှင်နဲ့တိုင်းပြည်နဲ့လူမျိုးတွေပါသလားဘာသာသာသနာတွေပါလားလာမင်းရဲ့လင်းရှောင်းအေးမြချင်းရင်နမိတ်ကိုဆောင်ဝန်တော်ကတဲ့ဘွေကဘီမခန့်ရှမ်းရှောင်းဘေးကမြန်ကြားတော့ဘုန်းကြီးယူနဲ့လေလူတော့တွေ့နေကြပြီနဲ့နော်မြန်တပင်းဟေးမြန်တပင်းနိုင်တဲ့ပင်သပ်ပွဲတွေကကျွန်တော်မျိုးနန္ဒာစီမီရောင်စုံတာတဲ့ညာလာလာပါပါငွေချေလေးတွေလင်းနေညာချွတ်ရွဟန်စံလေးတို့ကတဲ့ညာရောင်စုံညာတွေရောင်စုံမီတွေချူမိုင်မကရလကမသူ့မိလွားတယ်မကရတဲ့နာသခုံမတက်လာရဲ့အလုံးလျှော့ပြိတ္တရဲ့မိုင်းနာကတောင်ရှိလေး2ချက်3ချက်ရမိုင်းနာကပြီးတော့တတဘွေဘိကကြီးကမစေတကမဘေဘွေလိုက်ပါတယ်အောက်ကလည်းသူနဲ့တွဲတယ်မင်းသမီးလည်းဟီးကျူးသားလာပြီလားမောင်လေးဟီးသူ့မိလွားမင်းသားသခုံမခွေးတက်ကြိုက်လို့ခြောက်နေရကြဒီခေတ်ကတော့အဲ့လိုဟုတ်တယ်လားဟုတ်ကဲ့ကုလူကြီးလွတ်စပြက်ပြီကုလူကြီးပြင်းနေတဲ့ဗမာစကားမစွရှုံအောင်သွားနဲ့ချောင်းစီပြီးတော့ဟုတ်ကဲ့ကုလူကြီးလွတ်စပြက်ပြီဟုတ်တိုင်းနေမလားဟုတ်ကဲ့တိုင်းနေမကဒီခေတ်ဇလောကမှာတပြိုတင်နေတဲ့ဖူချီ
ဘေးသက်ကြီးပြင်းပြီလားဘေးသက်ကြီးပြင်းပြီလားရွေ့မိတာဓမ္မပြင်းလည်းပါဆင်ရိုက်ဝင်ရှိရတာပဲလူကိုဖတ်ဖတ်မောနေပေါ့ဓမ္မပြင်းမအောင်ဘုရားလုံးနေဟုတ်တယ်ဓမ္မပြင်းလည်းပါဆင်ရိုက်ဝင်ရှိရတာရွေ့မိလို့မိမှန်လည်းမသိမပြင်းမအောင်ဘုရားအမလီပါးရီလည်းနားနေမလားပါးရီလည်းနားလည်းကိုယ်ကိုပြန်အမေပါးရီလည်းနားနေပါဖျားတဲ့နားရင်ပြန်မလားခင်ဗျဘူးကတားထားလို့အဲ့တော့ဒါကျုပ်တကာကြီးတနာတော့လဲတနာပါလေကျုပ်တကာကြီးကဘလို့ပဲပြီးသဘောကောင်းနေသူတို့မှလည်းတရားနာပေးတယ်ဩမိမနဲ့ခွဲပြီးဘုန်းကြီးကတော်ကြီးတော့လိုက်နေရတာတနာတယ်